ယူဂျီရိုဟာမာဟာတစုံတယောက်ကသူ့ကိုကာကွယ်ပေးနေတယ်လို့ပြောလိုက်တာကိုကြားလိုက်ရတဲ့အခါချက်ချင်းဆိုသလိုဒေါသတကြီးထီသွားခဲ့ပါတယ်။သူ့ရဲ့တကူလုံးဟာဒေါသတွေနဲ့တုန်ရီနေခဲ့ပါတယ်။သူမွေးခွာလာတဲ့အချင်းကနေအခုအထိယူဂျီရိုဟာတစုံတယောက်ရဲ့ကာကွယ်မှုကိုခံယူရတယ်ဆိုတဲ့ခံစားချက်မျိုးတစ်ခါမှမကြုံဘူးခဲ့ပါဘူး။မကြခင်မိနစ်ပိုင်းအလိုကတင်မိုတိုဘေးအီဆိုဟာသူ့စီကိုလာတွေ့ခဲ့ပါတယ်။ယူဂျီရိုဟာသူ့ကိုယ်သူဝိုင်းနေတစ်ခွက်ငှက်လိုက်ပြီးတကြိုက်တဲ့နဲ့မှော့ချလိုက်ပါတယ်။ပြီးနောက်ဘာဆက်ထဲမှာဝိုင်းကိုလှည့်ပတ်ပြီးအရသာခံကမှဖြည်းဖြည်းချင်းမြှုပ်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဈေးပေါ်တဲ့တကြားလုံးတစုပ်ကိုယူပြီးဘာဆက်ထဲပြစ်ထည့်လိုက်ပါတယ်။ယူဂျီရိုရဲ့အဆိုရတော့ဒါဟာဝိုင်းနီးနဲ့အလိုက်ဖတ်ဆုံးအမီးပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာယူဂျီရိုဟာမာဟာတကယ်တော့စိတ်အခြေနဲ့အရန်ကောင်းနေခဲ့တာပါ။မီယာမိုတိုမူဆာရှီပြန်လဲနိုးထားလာပြီဆိုတာဟာသူ့အတွက်တိုက်ခတ်ရဂျိုနတ်တဲ့ပြိုင်ဘက်အသစ်တစ်ယောက်ကိုနောက်ဆုံးမှရှာတွေ့သွားပြီလို့အတိတ်ပဲရလို့ပါ။ဒါပေမဲ့မိုတိုဘေးရဲ့စကားတခွင်ကအဲ့ဒီစိတ်အခြေအနေကောင်းကြီးကိုချက်ချင်းဖျက်ဆီးပစ်လိုက်ပါတယ်။မိုတိုဘေးကမူဆာရှီကိုစိန်ခေါ်ဖို့စိတ်ကူးကိုလက်လျှော့လိုက်ဖို့အေးစစ်စစ်ပဲအကြံပေးလိုက်ပါတယ်။ယူဂျီရိုဟာနားမလည်နိုင်ပဲမြေမောင်ကျုပ်သွားပြီးရှင်းပြဖို့တောင်းဆိုလိုက်ပါတယ်။ဒါကိုကြားတော့မိုတိုဘေးကလည်းတကြားလုံးတဆုပ်ကိုယူပြီးဘာဆက်သေးပြစ်ထည့်လိုက်ကတုံလို့ဆရာစကားတခွန်ပြောလိုက်ပါတယ်။သူ့အဆိုအရယူဂျီရိုဟန်မာဟာမီယာမိုတိုမူဆာရှီကိုရှင်းနိုင်မှာမဟုတ်ပါဘူး။ယူဂျီရိုဟာခဏလောက်ငိမ်ချသွားပြီးနောက်ဆိုဖာဘောကနေဖြည်းဖြည်းချင်းထားရက်လိုက်ပါတယ်။သူကမိုတိုဘေးကိုယူရှင်းတဲ့မေခွန်းတစ်ခုမေးလိုက်တယ်။ယူဂျီရိုဟန်မာတောင်မူဆာရှီကိုမနှိမ့်နိုင်ရင်ဒီလောကမှာဘသူကလုံနိုင်မှာလဲ။မိုတိုဘေးကတုံးဆိုင်မှုမရှိပဲပြန်ဖြေလိုက်ပါတယ်။ယူဂျီရိုအနေနဲ့စိတ်ပူစရာမလိုပါဘူး။ဘာလို့လဲဆိုတော့သူမိုတိုဘေးအီဆိုကလူတိုင်းကိုကာကွယ်ပေးသွားမှာမို့လို့ပါ။ယူဂျီရိုဟာအဲ့ဒီစကားကိုကြားလိုက်ရတဲ့ခဏမှာပဲဒေါသတွေပေါက်ကွဲထွက်သွားပါတယ်။အဲ့ဒီစကားလုံးတွေဟာသူ့ရဲ့တည်ငြိမ်မှုကိုအပိုင်းပိုင်းအစအနာဖြစ်သွားစေခဲ့ပါတယ်။သူဟာမိုတိုဘေးကိုတပ်ပစ်မယ်လို့ချက်ချင်းကြေညာလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုယူဂျီရိုရဲ့ရှေ့တဲ့မှာထူးထပ်တဲ့မီခိုလုံးကြီးပေါက်ကွဲထွက်လာပါတယ်။ယူဂျီရိုတတိဖြန်းဝင်လာတဲ့အချိန်မှာတော့မိုတိုဘေးဟာအရေးအယောင်တောင်မကြံတော့ပဲပျောက်ကွဲသွားခဲ့ပါပြီ။ယူဂျီရိုဟာအခန်းပြင်ကိုအပြေးအလွှာထော်ကြည့်ပြီးမဲ့စင်ချန်လန်ကတော့လုံးဝဟာလာဟင်လင်းထင်းနေခဲ့ပါတယ်။မိုတိုဘေးဟာသူ့ဘဝမှာအများဆုံးအချိန်နဲ့ဟိုတယ်ထဲကနေပြဲထွက်သွားခဲ့တာပါ။သူကစက္ကန့်လောက်နောက်ကျခဲ့ရင်ယူဂျီရိုကသူ့ကိုအဲ့ဒီနေရာမှာတင်တပ်ပစ်လောက်မှာပါ။တင်မင်းလက်ကနေတီတီလေးလွတ်မြောက်လာခဲ့တဲ့မိုတိုဘေးဟာနောက်ဆုံးမှာတော့တပ်ပင်းအရှိကြီးချလိုက်နိုင်ပါတော့တယ်။ဒါပေမဲ့ဒီတွေ့ဆုံမှုဟာလူတိုင်းကိုကာကွယ်ပေးမယ်ဆိုတဲ့သူ့ရဲ့စိတ်ပိုင်းဖြတ်မှုကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ယူဂျီရိုဟမ်မာဟာသူ့တက်တလုံးမှာဘသူရဲ့ကာကွယ်မှုကိုမှမခံယူခဲ့ဘူးပါဘူး။သူမွေးဖွားလာတဲ့အချိန်ကစပြီးဒီကဘာကြီးဟာသူ့ရဲ့အမိတ်အောက်မှာပဲရှိနေတယ်လို့သူယုံကြည်ခဲ့တာပါ။ကလေးဘဝကမိခင်တို့ဆို့ခဲ့တာတောင်မှသူ့အမိကိုသူကအထမခိုက်စေခဲ့တာမျိုးပါ။တစုံတစ်ယောက်ကသူ့ကိုကာကွယ်ပေးတယ်ဆိုတဲ့အတွေ့ဟာသူ့ကိုလုံးဝယွန်ရှာဆက်ဆုပ်စေပါတယ်။မိုးကြိုးတန်းလိုဟိန်ဟောက်တန်းကြီးနဲ့အတူယူဂျီရိုဟာသူ့ရဲ့ဒေါသတွေကိုထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီအတန်းကြောင့်တဲ့ဟိုတယ်ရဲ့ကြီးကားမှန်ဒီအကုန်ကွဲအကွန်ပြီးတကူလိုအဆောက်အဦကြီးဟာလည်းပြင်းပြင်းထန်ထန်တုန်ခါသွားပါတော့တယ်